ရုံးပရိသီးစားခြင်းကြောင့်ရရှိလာတဲ့အကျိုးကျေးဇူးများရုံးပရိသီးဟာကျန်းမာရေးအတွက်အလွန်အကျိုးရှိတဲ့ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်လူအများကဟင်းချက်စားကြသလိုအချို့ကလည်းရုံးပရိသီးရေစိမ်ပြီးတောက်သုံးကြပါတယ်ပထမဦးစွာရုံးပရိသီးမှာအမြင့်တက် fiber များစွာပါဝင်တာကြောင့်အစာချေစနစ်ကိုကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကိုသက်သာစေပါတယ်။ဦးလန်းချောင်းကျန်းမာရေးကိုလည်းအထောက်အကူပြုပါတယ်။ထို့အပြင်ရုံးပရိသီးမှာဗီတာမင် C ဗီတာမင် K နဲ့အန်တီအောက်ဆီဒန့်ဓာတ်များပါဝင်တဲ့အတွက်ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးပြီးခန္ဓာကိုယ်ကိုယောဂများမှကာကွယ်ပေးနိုင်ပါတယ်။သွေးတွင်းတကြားဓာတ်ကိုထိန်းညှိရမှာလဲရုံးပရိသီးကအထောက်အကူပြုနိုင်တယ်လို့လေ့လာချက်ချို့မှာဖော်ပြထားပါတယ်။ကြီးချိုယောဂရှိသူများလည်းတင့်တော်သလိုစားသုံးနိုင်ပါတယ်။ရုံးပရိသီးမှာကယ်လိုရီနည်းပြီးအမြင့်တက်များတာကြောင့်အချိန်ကြာကြာဗိုက်ပြည့်နေစေပါတယ်။အိုလေးချိန်ထိန်းချင်သူတွေအတွက်လည်းအကောင်းဆုံးအစားအစာတစ်မျိုးဖြစ်ပါတယ်။နှလုံးကျန်းမာရေးအတွက်လည်းရုံးပရိသီးကအကျိုးရှိပါတယ်။သွေးတွင်းမကောင်းတဲ့ကိုလက်စထရောပမာဏကိုလျှော့ချရမှာအထောက်အကူပြုနိုင်ပြီးနှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေပါတယ်။ဒါအပြင်အရေပြားကျန်းမာရေးအရိုးကျန်းမာရေးနဲ့မျက်စိကျန်းမာရေးအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုလည်းပံ့ပိုးပေးနိုင်ပါတယ်။နေ့စဉ်အစားအစာထဲမှာရုံးပရိသီးကိုတင့်တော်သလိုထည့်သွင်းစားသုံးပေးမယ်ဆိုရင်ကျန်းမာရေးကျိုးကျေးဇူးများစွာကိုရရှိနိုင်မှာဖြစ်ပါတယ်။ကျန်းမာခြင်းရုံးပရိသီးကိုမမေ့ဘဲစားသုံးကြပါစို့။